လူတွေဆိုတာအတွေ့အတာလေးတွေရှိတတ်တယ်ဥပမာပဲမိဘတွေဆိုရင်သားသမီးပေါ်မှာတွေ့တာတယ်နော်အိမ်တော်ဦးစီးတွေဆိုလို့ရှိရင်သားမယားတွေပေါ်မှာတွေ့တာအဲ့ဒါကြရင်ပြောတယ်မိဘတွေပေါ်မှာတွေ့တာတဲ့စိတ်ရှိသလားမရှိဘူးလားမေးရှိနေသေးလို့ရှိရင်အဲ့တွေ့တာတဲ့စိတ်ကိုမထားပါနဲ့တတ္တဝါဆိုတာကိုယ်ကံနဲ့ကိုယ်လာတာတွေ့တာပြီးတော့မနေပါနဲ့တွေ့တာနေလဲသေမှာပဲမတွေ့တာပဲနေလဲသေမှာပဲသေမှာတူတူတော့တွဲမနေပါနဲ့လို့ပြောရမယ်ဟုတ်ကဲ့ဒါပေမဲ့ခုခေတ်အဲ့လိုပြောရင်ရံများလုံးနေမလားမသိဘူးနော်မိဘပေါ်မှာတွေ့တာတဲ့စိတ်ရှိလဲသေမှာပဲတွေ့တာတဲ့စိတ်မရှိလဲသေမှာပဲသေမဲ့တူတူတော့ဘယ်သူပေါ်မှာမတွေ့တာပါနဲ့လို့ပြောပါတဲ့ဒါဆက်ပြီးတော့ပြောရမယ့်စကားတစ်ခုနော်နောက်တစ်ခုကသားမယားတွေပေါ်မှာတွေ့တာတဲ့စိတ်ရှိသလားလို့မေးတဲ့အခါရှိတယ်ဆိုလို့ရှိရင်တွေ့တာတဲ့စိတ်ရှိနေလဲသေမှာပဲတွေ့တာတဲ့စိတ်မရှိဘူးဆိုလဲသေမှာပဲသေမဲ့အတူတူတော့လွတ်လွတ်ကျွတ်ကျွတ်ဘယ်သူပေါ်မှာမတွေ့နဲ့အားလုံးလွတ်လွတ်ကျွတ်ကျွတ်စိတ်ကိုလွတ်လိုက်ပါပြော